လောဆယ်တော့ကျွန်တော်တယောက်တည်းပါပဲအဲ့ဒါဘယ်လိုပြောရမလဲတယောက်တည်းနေခြင်းနဲ့စိတ်ဆန္ဒပို့ပြီးတော့များနေရလဲပါတာပေါ့နော်အဲ့ဒါကြောင့်တော့ဖြစ်မယ်ထင်ပါတယ်ဟုတ်အဲ့ဒီပုံမှာတော့လေထွေထူးတော့ပြောချင်တာမျိုးတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ပရိသတ်တွေဆိုတာလေသူတို့ချစ်တဲ့သူတို့အားပေးတဲ့အမှုပညာရှင်တယောက်ကိုဒီသူတို့ရဲ့အချစ်ရည်ကိုတော့စိတ်ဝင်စားကြမှာပဲလေအားလုံးတော့မဆိုဘူးအားလုံးတော့မဆိုလို့ပါဘူးတချို့တော့ပရိသတ်တွေပြောတာပါအဲ့တော့သူတို့အားပေးတဲ့အမှုပညာရှင်တယောက်ရဲ့အချစ်ရည်ကိုစိတ်ဝင်စားတာကတော့ကျွန်တော်အနေနဲ့ဘာမှထွေထူးပြောချင်တာမျိုးတော့မရှိပါဘူးဗျဟုတ်ဒါကတော့ကျွန်တော်တို့မှမဟုတ်ပါဘူးအရှိတွေမှာလည်းတွဲရတာများလို့ရှိရင်ထင်ကြတာမျိုးတွေရှိပါတယ်ဆိုတော့ဒီပုံမှာတော့ဘာမှထွေထူးတော့ခံစားရတာမျိုးတော့မရှိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှမဟုတ်ဘူးလေ။အရှိတယ်မှာလည်းဒီလိုမျိုးတွေသတင်းတွေထွက်လာတဲ့အပေါ်မှာရှိခဲ့တဲ့အပေါ်မှာတော့ဘာမှထွေထူးပြောချင်တာမျိုးတော့မရှိပါဘူးဗျ။ဟုတ်။ကျွန်တော်တို့နှစ်ယောက်ကတော့ရင်းနှီးတာလည်းကြာပါပြီ။ခင်လာကြတာလည်းကြာပြီ။အရှိမှလည်းကားရည်လည်းအများကြီးတော်ရိပ်ခဲ့တဲ့အခါကျတော့ခင်များတယ်။တရားတော့ရင်းနှီးခင်မှာပဲဗျ။ဟုတ်။အဲ့ဒီပုံမှာတော့ထွေထူးပြောချင်တာမျိုးတော့မရှိပါဘူး။ပရိသတ်တွေကတော့ဒီလိုပါပဲတွဲရတာများတဲ့အခါမှာတော့ထင်ကြတာမျိုးတွေတော့ရှိကြမှာပေါ့နော်အားလုံးတော့မဆိုလို့ပါဘူးအဲ့ဒီပုံမှာတော့ကျွန်တော်အနေနဲ့ထွေထူးကြီးပြောချင်တာမျိုးတော့မရှိပါဘူးဗျဟုတ်ရှေ့ဆက်ပြီးတော့ကျွန်တော်အနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်အထက်ကိုပို့ပြီးတော့ဂရုတစ်စိုက်လေးနဲ့ပို့ပြီးသတိထားပြီးတော့မှဇလန်လေးတွေရွေးချယ်ဖြစ်မယ်တေချာစစ်စစ်ရွေးချယ်ပြီးတော့ရိုက်ကူးဖြစ်မယ်ပေါ့ဟုတ်ပရိသတ်တွေအားလုံးပဲအဆအဆရရအဆင်ပြေချောမွေ့ကြပါစေလို့ဆုတောင်းပေးချင်ပါတယ်ဟုတ်